ထိအေးတောင်မလို့ကြားပြီဖတ်တော့မလို့အိပ်ပြောနေတာမျိုးကြားပြီတည်ရညလုံးသေးသေးလေးဖွင့်ကြည့်လိုက်တော်ညံများတယ်ကောင်အိမ်မောကနေတကောင်ပြီးတကောင်နဲ့ချပြီးတော့အိမ်မှာမင်းဘူးလားဒါပြီဒီမှာကြောင်ရတအားပြောဟုတ်တယ်ခြံထဲမှာခုနကလည်းကြောင်နေပါအယောင်နေမှလည်းမသိဆုံးတာပဲအကြီးတွေပဲဦးကောင်းအောင်တော့လာတိုက်တယ်ကိုပစ္စည်းရောက်တော့သူကတော့ပုံးအိမ်ရဗျဒါပြီတမင်တကလှည့်မကြည့်ရတွေ့လားညံများတာသွားထင်သေးလို့မရဘူးသူဒါပြီတော့လှည့်မကြည့်ရတွေ့လားသူ့ဗီဒီယိုရိုက်နေမှသိရတယ်နဲ့